ကဲမိမကနန်းကြီးထုတ်လာတယ်နော်ညဟောညဒါလုံးလည်းပွဲကြီးရလာပြီဘာလို့လဲစိတ်ရင်းတွက်တယ်မညကြော်ညာရပတ်စံလေးနော်မိမအဲ့ပတ်စံ30လောက်ပေးရလားဟောကားသွားပြင်လို့လေအင်ကြီးဒီနဲ့ကုံသွားပြီဟမ်အင်ကြီးကအဲ့လိုကုန်လဲမလေးအဲ့ပတ်စံနဲ့လောက်တော့မလောက်တော့မလောက်ဘူးမပြီးတော့တစ်ပတ်ပဲရှိသေးတယ်အဲ့လိုတော့ကုန်စရာအကြောင်းမရှိဘူးထင်တယ်မိမဘာလဲလုံနေလဲဟိုတော့ပုံတယ်ကဲလောက်သွားတော့မယ်နော်နေသွားရမှာယူပြတော့ရှိသေးရောတကယ်ချင်းလည်းပြောလို့ကြာမလားကြာပါဦးခဏပဲ那把用你两个，把那个来敲嘛，你 offer 那我ဖြစ်တယ်အင်းနဲ့လိမ့်မရတွေ့တယ်တွေ့ပြီနောက်ဝါပတ်နေတယ်ဟာကိုယ်အဲ့ရှက်ကားလေးကိုမိအောင်နင်းလိုက်မအောင်ရဖြူလေးကိုနင်းပဲပြေးမလဲမိကျိုးရယ်ဟောစမ်းကိုယ်လို့sorry 哇，你们那就叫过来啊！哎呦我的妈！啊，我那慢点那么久。哇！ဈေးလာဝယ်လားဈေးလာဝယ်ဒီပုံစံဈေးဝင်နေလို့အောက်မှာရကြည့်နေတာကိုထောင်းဘာလို့တကယ်ဈေးလာပဲကျွန်တော်ပြောနေမရှင်းရင်ရုံးရောက်မှရှင်းရုံးရလိုက်ကြတာရုံးရလိုက်ကြမယ်ဘာမှမပြောဘူးလို့ရှင်းနေရုံးရောက်တော့မှာဖြစ်တာလေခင်ဗျားပြောတာဒီစားလေးကြည့်ပါဦးဒီစားလေးဒီစားလေးမချူအောင်ပြောကိုဆက်လာခင်ဗျားတို့ကလည်းရှောက်ခန့်ဘာပြားဒီတခါတော့ထားလိုက်တော့နော်နောက်တစ်ခါဒါမျိုးဖြစ်ရင်တော့သူဘုရားနောက်ဆက်မှုနဲ့ကျုပ်ရုံးတိုင်မှာဟုတ်ဘာလဲကြားတယ်ကြည့်လို့ไอ้ရှာလို့ရတဲ့ပတ်စံယူအကုန်ပေးတယ်ပြီးရင်တောင်းလို့ရှိရင်ပတ်စံမရှိတော့ဘူးအဲစိတ်မချောက်လိုက်ကြည့်ရတယ်လိုက်ကြည့်နေခုတိုင်လို့ဖြစ်လာတာပဲအားရပတ်စံတွေဒီတိုင်းမထားချင်တော့စိတ်ဆုပ်နေတာပြီးဒီအောင်တပြေစာအငြင်းဝယ်ကြစိတ်နဲ့စိတ်ချရတယ်ဒီဆိုင်မှာဒီဇိုင်းအသစ်စံတွေအရန်စုံပြီးတော့ကိုလိုချင်တဲ့ပုံစံလာ customize လုပ်ပေးရမို့လို့အရန်စိတ်တိုင်းကြရတယ်ပြီးတော့ဆိုင်ဖွင့်တဲ့သက်တမ်းကလည်း1986ခုနှစ်တည်းကဆိုတော့တကယ်ခိုင်မာမှုရှိပြီးယုံကြည်စိတ်ချစွာနဲ့ဝယ်လို့ရတယ်ရန်ကုန်မြို့မှာဆိုဆိုင်ခွဲ3ဆိုင်တောင်ရှိရမို့လို့ကိုအဆင်ပြေတဲ့ဆိုင်မှာဝယ်ယူလို့ရတယ်ပြီးတော့ရန်ကုန်မြို့ပြင်ကိုတခြားဒေသတွေကိုလည်းပို့ပေးတဲ့ service ရှိနေရလေအဲ့ဒါကြောင့်အားရကြည့်ပါရှုလက်ရှုပြီးသားဖြစ်နေပြီးတော့ကိုလိုချင်တဲ့ဒီဇိုင်းတွေလည်းဟုတ်တယ်ဒီမှာလာဝယ်ပြထားတာအဲ့ဒါစောစောစစ်စစ်ကမပြောထားဘူးလေအခုကျတော့ဒါမျိုးဖြစ်ကုန်ပြဿနာတက်ကုန်ပြီလေကျတော့လာပါရစုရအောင်တပြေကလား